Hello အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့လောက်ထောင်ရုံ48မှာအလုံးလုံးနေတဲ့ဝန်ထမ်းတယောက်ပေါ့နော်စကပြန်တယောက်ပါရှင်ညီမလေးတို့ရုံးမှာကလေအလုံးလာရှောက်ရှင်တဲ့သူတွေကမှညီမလေးအလုံးတင်လိုက်တဲ့အခါပဲဖြစ်တချို့အများစုတွေကပေါ့နော်အလုံးမလာစမတ်ချင်ကြဘူးဒီတိုင်းတိုင်းပေါ်ကနေကပဲဒီလောက်ရှိမှဒီလောက်ဝင်လာမှလောက်လာစမတ်မယ်လို့မျိုးပေါ့နော်ဒီနေရာမှာညီမတခုရှင်းပြချင်တယ်ပေါ့နော်ညီမတို့ကအလုံးရှာဖွေရေးရုံအလုံးတွေတင်ပေးတယ်အလုပ်လိုအပ်နေတဲ့သူတွေအတွက်ပေါ့နော်နောက်ပြီးတော့တထေးတွေလူလိုတဲ့အခါကျအမြန်လိုတာလည်းရှိမယ်အမြန်မလိုသေးတဲ့ဟာလည်းရှိမယ်အဲ့ဒါတွေလည်းညီမတို့ line ပေါ်တင်ပေးရမယ် TikTok ပေါ်မှာတင်ပေးရမယ်ပေါ့နော်ပြောချင်တာကပါလဲဆိုရင်တော့အလုပ်လို့ချင်ရင်လေရုံးမှာအရင်လာစမတ်ထားရတယ်ဒီအလုပ်ဝင်လာမှဒီအလုပ်ရှိမှငါလို့ရှင်တဲ့အလုပ်ရှိမှငါလာစမတ်မယ်ဆိုတာမျိုးကအလုပ်မရနိုင်ဘူးနော်ဘာဖြစ်လို့ဆိုရင်တော့ညီမတို့ရုံးမှာစမတ်ထားတဲ့သူတွေကလည်းအများကြီးပဲညီမလေးတင်လိုက်တဲ့အလုပ်တွေကလည်းအလုပ်စမတ်ထားတဲ့သူတွေအတွက်လည်းပါတယ်အဲကြောင့်မို့လို့ဥမာသူတို့ကတွေ့ရင်သူတို့ရဲ့စမတ်ကနံပါတ်တွေတစ်ခါတည်းပြောလာခဲ့တထေးနေင်တာပြီးတော့တထေးကြိုက်သူတို့သွားရမယ်လို့မျိုးအဲကြောင့်မို့အလုပ်လို့ရှင်တယ်ဆိုရင်လေပါအလုပ်ပဲဖြစ်မင်းကလေးဖြစ်ယောက်ျားလေးဖြစ်နော်အလုပ်လို့ရှင်တယ်ဆိုရင်ရုံးမှာအရင်ဆုံးလာစမတ်ပေးရမယ်စမတ်ထားပြီးမှအလုပ်ကပို့ပေးလို့ရမယ်တထေးစီမှာနော်ဒီအလုပ်ဝင်လာမှအလုပ်မျိုးကျွန်တော်ကျမတို့ဆက်တယ်ပေးပါဒီအလုပ်ရှင်ငါစီဖုန်းဆက်လာနော်ငါစောင့်နေတယ်သူတို့မေးလိုက်တော့အလုံးမစမတ်ရသေးဘူးအဲကြောင့်မို့ဖောကဆက်ပေးချင်တယ်ဒါပေမဲ့မစမတ်ရသေးရင်ဆက်တက်သွားပြီးလို့မရဘူးစမတ်ထားတဲ့သူတွေကိုပဲဆက်တက်သွားပြီးလို့ရမယ်အဲကြောင့်မို့အထောက်ထားရှိဖို့လဲလို့တယ်နော်အလုံးလာစမတ်မယ်ဆိုရင်အထောက်ထားရှိဖို့လိုပါတယ်ရုံးမှာကစမတ်ခြင်းမရှိဘူးနော်အလုံးရမဝန်ဆောင်ခ1000ပေးရမယ်ရှင်ရုံးလာဖောင်း48ကားမတိုင်နာမှာရှိပါတယ်နော်